ဒီနေ့မှာတော့ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းနှစ်ယောက်အလကားရတဲ့ World Cruise သွားစီးမယ်ပေါ့လေနော်သူကဒီလနောက်ဆုံးပေါ့နော်ferry သွားပြန် free ရမယ်နောက်တစ်ခုကကျွန်တော်တို့တင်မောပေါ်မှာနှစ်ယောက်ခန့်တစ်ခန်း free ရမယ် buffet စားရမယ်ပေါ့နော်ဒီနေ့သွားစီးကြမှာဖြစ်ပါတယ်အခုတော့တငယ်ချင်းဆောင်နေပေါ့နော်သွားမယ့်နေရာကတော့ဘစ်တန်နဲ့နီးပါတယ်နေရာက Niraf Iceland ဖြစ်တယ်ဒါကတော့သူတို့ဒီကောင်တာမှာပြထားတဲ့ boat ဖြစ်တယ်ဒီဟာကနေပြီးနောက်ပိုင်းဆိုရင်ဝယ်ရမယ် WhatsApp number ပေါ့နော်ဒီသင်္ဘောကျွန်တော်တို့အခု8နိုင်ferry ဖြစ်တယ်ဒီ ferry နဲ့သွားမယ်ပေါ့သင်္ဘောစီကိုတကယ်တော့ကျွန်တော်တို့ရဲ့လက်မှတ်က9နာရီဒါပေမဲ့တကယ်ကြီးနောက်ကျတဲ့အတွက်ကြောင့်မို့လို့လက်မှတ်ချိန်ပြန်ပြောင်းလိုက်ရပါတယ်10နာရီထိပါအခုကဒီနေရာကျတော့ကျွန်တော်တို့ ferry ပေါ်တက်မယ် boarding gate နေရာဖြစ်တယ်ပေါ့လေနော်မြန်မာ boarding corner ပေါ့လေနော်ဒါမြန်မာလေးတော်တော်များများတွေ့ရပါတယ်ဒီနေ့မှာအခုကျွန်တော်တို့လှေစီဖို့အတွက်လှေစီရှိမဲ့နေရာကိုသွားနေကြပါတယ်ဒါလှေစီဖို့အတွက်သွားတဲ့နေရာပေါ့လေနော်ဒါတော့ကျွန်တော်တို့တူသွားမဲ့တကယ်ချင်းနေရာဖြစ်ပါတယ်အမှန်ဆိုလှေက4နိုင်လှေပေါ့လေဒါပေမဲ့လည်းကျွန်တော်တို့ကနောက်တကယ်ချင်းနောက်ကျသွားတဲ့ကြောင့်မို့လို့10နိုင်လှေနဲ့ပြန်သွားရပါတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဝယ်ထားတဲ့လက်မှတ်တွေကို ferry လက်မှတ်တွေကို refund ပြန်မလုပ်ပေးပါဘူးကျွန်တော်တို့ကိုပြန်ပြီးတော့လဲပေးပါတယ်ဒါလည်းအလကားရထားတဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်နောက်ကကျွန်တော်တို့ကဟိုမှာလှေပေါ်မှာ cruise ပေါ်မှာခန်းက book လုပ်ထားပြီးဖြစ်တဲ့ကြောင့်မို့လို့သူတို့ ferry ကို free ပြန်လဲပေးတယ်ပေါ့နော်လက်မှတ်ကိုလှေပေါ်တက်ဖို့အတွက် boarding pass ပြန်နေတာဖြစ်ပါတယ်သူတို့က boarding pass ကိုပေးခဲ့တယ်ဖြစ်တယ်ဒီ ferry မှာတော်တော်များများကအင်ဒိုနီးရှားတွေများပါတယ်လုံနေတဲ့သူတွေက captain ကစအကုန်လုံးအင်ဒိုဖြစ်ပါတယ်အင်ဒိုနီးရှားဖြစ်ပါတယ်ကျွန်တော်တနင်္လာစီပြီးတော့လှေပြန်ပြီးပြောင်းသွားပါလိမ့်နော်လှေပြန်ပြောင်းပြီးတော့မှနောက်မိနစ်20လောက်ထပ်စီပြီးတော့မှကျွန်တော်တို့စီးမဲ့ cruise ကိုရောက်မှဖြစ်တယ်ပေါ့လေနော်ဒါကကျွန်တော်တို့လှေပြောင်းနေတာပါကျွန်တော်အခုလှေပြောင်းပြီးတော့ဒီလှေမှာလည်းထုံနေလည်းကောင်းပဲပေါ့လေနော်ထိုင်ကုန်ကလည်းဘယ်တော့မှမရှိပါဘူးမိမိကြိုက်နေတဲ့ရာထိုင်ကုန်မှာထိုင်ရလို့ရပါတယ်ကျွန်တော်တို့ဒီတစ်ခါတော့နောက်ဆုံးမှထိုင်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ပြန်ထွက်တဲ့ချိန်မှာမြန်လေးထွက်လို့ရအောင်လို့ပါမိနစ်30လောက်စီးပြီးတော့ကျွန်တော်တို့စီမဲ့သင်္ဘောစီရောက်လာပါတယ်ဒီသင်္ဘောပေါ်ဝင်လိုက်တဲ့ချိန်မှာဒီလိုကောက်တာရောက်တယ်ကောက်တာမှာကျွန်တော် passport အရပေါ့လေနော်ပြီးတော့ကျွန်တော်တို့ရဲ့ boarding pass နောက်မှာကျွန်တော်တို့ sticker ကပ်ပေးလိုက်တယ်ဒီ sticker နဲ့မနေ့ပြန်ချိုင် passport ပြန်ယူရမယ်ပြီးကျွန်တော်တို့ငါးလွှာမှာရှိတဲ့ကျွန်တော်တို့ရဲ့reception counter သွားမယ်check in ဝင်မယ်ပေါ့လေနော်အဲ့မှာခံတော့တို့ဘာလို့ယူရမှာပေါ့မြန်သောပြည့်ဒီမှာကာစီနိုများတယ်8လနဲ့9လအခုချီပြင်းနေတုံးပေါ့ lift ထဲမှာအဆောင်ရှိပါတယ်သူက lift တစ်ခုမှာလူ၄ယောက်ထည့်ပို့ပြီးတော့စီးလို့မရပါဘူးကျွန်တော်ခန်းရပြီဆိုရင်ကျွန်တော်ခန်းသွားတယ်ခန်းကနည်းနည်းလေးရှုပ်တယ်ပေါ့နော်ကြည့်ရတာနောက်ပြီးတော့နည်းနည်းအစ်စ်မှုလို့ထင်တယ်ဆေးအနက်တို့ဘာလို့ရနေသေးတယ်ပေါ့လေနော်ဒါသင်္ဘောပေါ်မှာရှိတဲ့ကျွန်တော်တို့ခန်းနေရမယ့်ခန်းဖြစ်တယ်ခန်းကနှစ်ထပ်ကလေးဖြစ်တယ်ပေါ့လေနော်အောက်မှာတကယ်တည်းအပေါ်ကလေးကိုဒီလိုလေးဆွဲချမှဖြစ်တယ်ပြီးတော့ဘေးနားမှာကျွန်တော်လှေကရှိတယ်ဒီလှေကလေးကိုတက်မဲ့နေရာလေးမှာထားလိုက်လို့ရပါတယ်ကျွန်တော်အေးရမွေရခင်ရှာလို့မတွေ့လို့အပြင်ထွက်ပြီးမင်းလိုက်တဲ့ကြီးကြတော့ဒီထဲဘုံရှိတယ်ပေါ့နော်အဲ့ဘုံသေးလေးထဲမှာလှိုင်းလိုက်ကောင်းအောင်ရဲ့ဆောင်းရရှိတယ်ဆိုပြီးပြောလိုက်ပါတယ်အခုကျွန်တော်ဖွင့်နေပါတယ်အဲ့ဒီဘုံထဲမှာရှိပါတယ်အဲ့ဘောမကောင်းနှလုံးရဲ့စောင်းတထောင်ရဲ့ရှိပါတယ်အပေါ်ကလေးတွေ့ပေါ့လေနော်ဒါကြတော့ကျွန်တော်သင်္ဘောထဲမှာရှိတဲ့အိတ်သားရဲ့ရေချိုခန်းရဲ့တွေ့ရပေါ့
တော်တော်လေးကိုအဆင်ပြေပါတယ်အဲ့ဒါကတည်းကအတွက်ကျွန်တော်တို့လည်းအဆင်ပြေတယ်ပေါ့ပြီးတော့ကျွန်တော်တို့တကယ်ချင်း2ယောက်ဘူဖေးစားဖို့သွားတယ်ဘူဖေးကသူအချိန်တော့ရှိတာပေါ့နော်အဲ့ဒါပေမဲ့နေရာတော်တော်လေးကျဲတယ်ကျွန်တော်တို့သွားတဲ့ချိန်မှာသူတို့10မိနစ်လောက်စောင့်ခိုင်းတယ်ပြီးဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ site လေးဆိုင်တဲ့ချိန်မှာသူတို့ချက်ပြုတ်နေလို့ပဲရှိသေးရပေါ့လေအဲကျွန်တော်ခဏလေးစောင့်ပြီးပါဆိုပြီးတော့စောင့်လိုက်ရခဏလေးပါပဲဒါပေမဲ့အဲ့ချိန်မှာ coffee တို့မုန့်တို့စားလို့ရပါတယ်ဒါကကျွန်တော်တို့ကိုလေပေါ်မှာကျွေးတဲ့cruise ပေါ်မှာကျွေးတဲ့ buffet ဖြစ်တဲ့ပေါ့လေနော်စားသားတွေလည်းစီးပြပါတယ်တော်တော်လေးနဲ့ပြောဖို့ကောင်းတယ်Facebook မှာပြောပြပေးတဲ့ကညောဖုန်းကိုလည်းကျေးဇူးတင်တယ်တို့ဘိုင်းရန်စာနေတဲ့ချိန်မှာဆွဲရတယ်ပေါ့နော်ကျွန်တော်တို့2ယောက်ရေချိုးပြီးတော့ပြင်နေပါတယ်ရှောက်ကြည့်လိုက်တဲ့ချိန်မှာအဲ့မှာဖြောပြေးတကူတွေ့တာနဲ့ခဏတစ်ဖြုတ်ဝေးတိုင်ပြီးတော့ content တစ်ခွဲလောက်တောက်ပြီးတော့ခံပြန်အိတ်ကြမယ်ပေါ့လေနော်သင်္ဘောပေါ်မှာပထမဆုံးအေးရတဲ့အတွက်ကြောင့်မလို့စိတ်အရင်လှုပ်ရှားတယ်တွေ့ကြုံတဲ့လေးနဲ့ပေါ့မနေ့ပြန်ကြမှာမနေ့ပြန်ဘလို့လေးရှိရဆိုပြပါမယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ